နောက်ဒီဟာလေးကလေဟွာနေ့မတိုင်ရင်ပြီးပြရမှာ24ရက်နေ့တိုင်ရင်အပြီးပြရမှာလို့ဟုတ်လား โอเค ဟောမင်းရတယ်အားလေအဲ့နေ့ပြီးပြရမှာဒီလားနော်အားလေးလုပ်လို့ တော့ရမယ်တော့ရမယ် ဟဲ့ညဘာဖြစ်နေလဲဒီမှာငါတို့ရန်ကင်းလက် schedule လုပ်နေရလေလုံးမလုပ်ပဲဖုန်းတစ်ကြည့်ကြည့်နေ ရောမသိဘူးဟိုနေ့ကငါစော်ငါတမင်းလောက်လေး reply ပြန်ဖို့မေ့သွားတာကွာငါအခုပြစ်ထား2ရက်ရှိနေပြီ reply လည်းမလုပ်ငါမှနေလို့လည်းထိုင်လို့လည်းမရတော့ဘူးဘယ်လိုလုပ်ရမလဲမသိတော့အဲ့လည်းပဲကွာဖုန်းကိုကြည့်နေတယ်အခု reply ပြန်လို့ရအောင်လို့ချက်ချင်းနော်ဘယ်ချိန်များ message ပို့လာလဲဆိုပြီးတော့ လေကန်ဆာပဲနေလဲ ဟဲ့ဖုန်းတွေပါပိတ်လို့ပါ အေးဟာ sorry စောအောင်တော့ sorry တော့ message ပို့ play one ကောင်စိုးလေးစမ်း ဒီရက်က baby လေးနဲ့တွေ့မယ်ဒီရက်ကတဲလေးနဲ့တွေ့မယ်ဒီရက်ကပူတူးလေးနဲ့တွေ့မယ်ဒီရက်ကပကျူးလေးနဲ့တွေ့မယ်စင်ပြေပြီ ဟယ်လိုဘေဘီဟောဘေဘီဘာရောက်ပြီလားဩโอเคโอเคအဲ့ဒါဘေဘီပြန်တော့မယ်ရှင်ရလို့ရှိရင်ကို့ကိုဖုန်းဆက်လိုက်တယ်နော်ကိုလာကြုံမယ်ကိုလုံးဝ ready ပဲအဆင်သစ်ပဲနော်โอเคချစ်တယ်အပွားလေးပေးခဲ့ဟောချပါပြီဟာချစ်တယ် hello baby ကိုဒီနေ့တကယ်ချင်းနေကလပ်တော့ baby စီမလာပြတော့เนาะတိလားbaby မဆောင်နဲ့เนาะကို okay တဒါ ပိုင်လိုက်တယ် ဆရာကြီး ပိုင်တယ်နော် နေလာလာတော့ပြီပြင်မတော့ဆောင်အောင်လေ တားမယ် တော့ဆောင် သွားမယ် ကိုစောနာအောင်တဲ့ကောင်မလေးတယောက်ကလက်ဆောင်ပို့ခိုင်းလိုက်လို့ပါ ကျေးဇူးပါညီမလေးအေးဒီမှာတော့ဆောင်တယ်မမုန်းနေကြအိုက်ပါဒီကဘာပဲဆောင်လိုက်တော့ မိုက်တယ်ကွာ ဟာတိုင်းလို့ sorry ပဲကွာဒီနေ့ကလားစာလေးထုတ်ရဆိုတော့ငါကောင်မလေးကြိုက်တဲ့ဟာလေးတွေသွားကျွေးမလို့ဟေးမကြီးတွေ့လားဘေဘီလေးဖုန်းဆက်လာပြီ ဟယ်လို ဟယ်လိုဘေဘီလေးရေကိုခဏထွက်လာခဲ့မယ်နော်ခဏလေးစောင့် ဟိုရေထွက်လာနေတော့ဘီဘီလေးဒီနေ့ဘီဘီတငယ်ချင်းဟောင်းတယောက်နဲ့ချိန်ထားတာအဲ့ဒါသူနဲ့ပဲသွားစားလိုက်တော့ပြီလေ ဟာအဲ့ဆိုကိုလေးလိုက်မယ်လေတော့တော့စားတော့ပို့ပြီးတော့ပြောဖို့ကောင်းတာပေါ့ ဟာမလိုက်နဲ့တော့နှစ်ယောက်ထဲပဲသွားလိုက်တော့မယ်တငယ်ချင်းကလေသူစိတ်နဲ့ဆိုစစ်မပြေဘူးတဲ့ ဟာဟုတ်လား อืม အဲ့ဆိုလို့ရှိရင်ဘေဘီလေးစားချင်တာစားလို့ရအောင်ကို KP ကနေပြီးတော့မိုးဖိုးလေးလွှဲပေးလိုက်မယ်နော် ညကျေးဇူးကိုကို โอเคပါတတမြန်တော့ဟုတ်ချပါ နော်